မင်းအရှိန်နှုန်းကိုလိုချင်ရင်အမ်ဘာပေကိုခေါ်လိုက်ပါမင်းခွန်အားကိုလိုချင်ရင်အာလင်းဟာလန်ကိုခေါ်လိုက်ပါမင်းဘောလုံးဆွဲပြေးတဲ့စွမ်းရည်ကိုလိုချင်ရင်လီယိုနယ်မက်ဆီကိုခေါ်လိုက်ပါမင်းကြန့်ခိုင်မှုပိုင်းအားတာချက်ကိုလိုချင်ရင်ဗန်ဒိုက်ကိုခေါ်လိုက်ပါမင်းအပြစ်အနာအစာမရှိတဲ့ဖျက်ထုတ်ပုံကိုလိုချင်ရင်ပေါ်လိုမာဒီမီကိုခေါ်လိုက်ပါမင်းကောင်းတိုက်ချက်တွေကိုလိုချင်ရင်အိုလီဗီယာဂျာရူးကိုခေါ်လိုက်ပါမင်းကန်ချက်ပြင်းအားကိုလိုချင်ရင်ရောဘတ်တိုကာလော့စ်ကိုခေါ်လိုက်ပါမင်းအလှည့်ပြောင်းအတက်ပညာကိုလိုချင်ရင်နေမာဂျူနီယာကိုခေါ်လိုက်ပါမင်းညှို့တက်တဲ့ဆွဲဆောင်မှုအပြည့်ရှိတဲ့ခြေစွမ်းကိုလိုချင်ရင်ရော်နယ်တင်ဟိုကိုခေါ်လိုက်ပါမင်းကောင်းဆောင်မှုအပိုင်းကိုလိုချင်ရင်စာဂျီယိုယာမို့စ်ကိုခေါ်လိုက်ပါမင်းအဝေးကန်ချက်တွေကိုလိုချင်ရင်ဟာရီကိန်းကိုခေါ်လိုက်ပါမင်းအမြင်ကျတဲ့ဖန်တီးမှုကိုလိုချင်ရင်ဒီဘရိုင်းကိုခေါ်လိုက်ပါမင်းစမ်းတစ်တဲ့ကစားကွက်တွေကိုလိုချင်ရင်ဇလာတန်အီဘရာဟီမိုဗစ်ကိုခေါ်လိုက်ပါမင်းအတိအကျဖြတ်တင်ဘောတွေကိုလိုချင်ရင်ဒေးဗစ်ဘက်ခန်ကိုခေါ်လိုက်ပါမင်းတိုက်စစ်အဆုံးတက်တာကိုလိုချင်ရင်ရောဘတ်လီဝန်ဒေါစကီကိုခေါ်လိုက်ပါပြီးတော့ဒီအရေးချင်းတွေအားလုံးကိုတစုတစည်းတဲ့လိုချင်နေဆိုရင်တော့အချိန်တိုင်းရဲ့အကောင်းဆုံးကစားသမားကြီးတကယ်ကနဝင်မြောက်တဲ့သူဂိုးသွင်းဆက်ရုပ်ကြီးဖြစ်တဲ့ခရစ္စတီယာနိုရိုနယ်ဒိုကိုသာခေါ်လိုက်ပါတကယ်ကော်ကဘာတူလဲဆိုတာဒီမှာအငင်းပွားစရာမလိုပါဘူး